Thanos နဲ့သူ့ရဲ့စစ်တပ်ကကမ္ဘာပေါ်မှာ Mindstone လာရှာရင်းနဲ့ဇိုမီတွေရဲ့တိုက်ခိုက်တာကိုခံရပြီးတော့အကုန်လုံးဇိုမီတွေဖြစ်ကုန်ကြပါတယ်။နောက်ဆုံးဝါခန္ဓာမှာဇိုမီ Thanos နဲ့ Black Panther တို့တိုက်ပွဲဖြစ်ကြပါတယ်။ Thanos မှာက Infinity Stone ၅ လုံးရှိနေပြီးတော့ Black Panther ဘက်က Spider-Man နဲ့ Doctor Strange အပြင် Mindstone မှာရှိနေပါတယ်။တိုက်ခိုက်ကြရင်လည်းဇိုမီဖြစ်နေတဲ့ Thanos ကို Mindstone ပါသွားခဲ့ပြီးတော့ Thanos ကပဲ Infinity Stone အကုန်လုံးကိုပိုင်သွားခဲ့ပါတယ်။အဲ့ဒါနဲ့ Black Panther ကပဲနဲ့နာခံပြီးတော့ Infinity Stone အပြည့်ဖြစ်နေတဲ့ Thanos ကို Vibranium တွင်းနဲ့အပါဆွဲချပြီးတော့ဖောက်ခွဲလိုက်ပါတယ်။ Infinity Stone 6 လုံးနဲ့အတူ Vibranium ရဲ့ပေါက်ကွဲမှုက Nuclear ထက်အဆပေါင်းများစွာပြင်းထန်ပြီးတော့ကမ္ဘာကျိုးတစ်ခုလုံးပျက်စီးဖို့ဖြစ်လာခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲထွက်လာတဲ့စွမ်းအားတွေကိုဆုပ်ယူပေးဖို့လိုလာပါတယ်။အဲ့ဒါကတော့ Hulk ပါ။ Hulk က Infinity Stone 6 လုံးကနေထွက်လာတဲ့စွမ်းအားအလုံးကိုဆုပ်ယူလိုက်ပါတယ်။ပြီးတော့စွမ်းအင်တွေကြောင့်ပဲ Found တစ်ကိုပြောင်းလဲသွားပါတော့တယ်။ Infinity Stone တွေရဲ့အစွမ်းအနေနဲ့ပြည့်နေတဲ့ Hulk ပါ။ဒီစွမ်းအားတွေကိုနောက်ထပ်လိုချင်နေတဲ့လူတစ်ယောက်လည်းရှိနေပါသေးတယ်။အဲ့ဒါကတော့ဇွန်မီတွေရဲ့ဘုရင်မဝမ်ဒါပါ။အဲ့ဒါကြောင့်ပဲဝမ်ဒါကဇွန်မီစစ်တပ်နဲ့ Hulk ကိုဝင်တိုက်ပါတယ်။